ရောက်တင်နေတာကြာပြီကွာစိတ်ကိုလျှော့တင်ရဆိုင်လို့တော့သစင်စားပါကွယ်မင်းညီမလေးနဲ့ငါဘာမှမပတ်သက်ဘူးပါအတွင်းစကားများကြောင့်သာကြောင်ချောက်ချမင်းရှုံနေတာကြောင်းသားကြောင့်ပို့တာနေရောက်သေးရှိခဲ့ဘူးလားမဲဘာမဆုံးခဲ့ပါတေချာပြန်မေးကြည့်မင်းအမေအားကမေလို့ပါမင်းဒီကိုပြောပြခဲ့တာ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  Yeah ကွက်တဲ့လူပေါင်းတောင်း